အလုံသမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးဟာဒီကနေ့နေ့လယ်ပိုင်းမှာအလုံမြို့နယ်ရှိပင်မစေးတိုးလောင်ဌာနသို့ရောက်ရှိပြီးစေးတိုးလောင်ထားရှိမှုအခြေအနေလူမှုဖူလုံရေးအဖွဲ့လက်အောက်ရှိအလုံသမားစေယုံကြီးများမြို့နယ်လူမှုဖူလုံရေးစေကမ်းများနဲ့ဌာနကြီးစေကမ်းများသို့စေဝါဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်လူမှုဖူလုံရေးအဖွဲ့အနေဖြင့်အလုံရှင်နဲ့အာမခံအလုံသမားများရဲ့အားကိုးယုံကြည်ရတဲ့လူမှုဖူလုံရေးစီမံကိန်းဖြစ်စေဖို့အာမခံအလုံသမားများရဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုတိုးမြှင့်ဆောင်ရွက်နိုင်ဖို့နဲ့အရေးအသွေးပြည့်မီတဲ့ကျန်းမာရေးဝန်ဆောင်မှုများနဲ့စေဝါများပံ့ပိုးပေးအပ်နိုင်ဖို့နိုင်ငံတော်သမ္မတရဲ့လမ်းညွှန်ချက်များနဲ့အညီကျန်းမာရေးကဏ္ဍမြင့်တင်ရေးတမျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနဲ့ကျန်းမာရေးအဆင့်မြင့်တင်ရေးလုပ်ငန်းများကိုထိရောက်တဲ့မူဝါဒများချမှတ်အကောင့်ထဲပေါ်ဆောင်ရွက်ဖို့နဲ့ပြည်သူလူထုတိုက်ရိုက်အကျိုးပြုတဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်စေရေးအလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်းမှာကြားပြီးလိုအပ်တာများဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်